နေပြီခင်ဗျာမင်းနေပြီမင်းနေပြီအေးမင်းနေပြီမင်းပဲနေရလေပြောရတော့မှာပေါ့ပြောရတော့မှာပေါ့မဟုတ်ဘူးလေအဲ့ဒါကျွန်တော်နေရပြောတော့မှာပေါ့ဟုတ်ကျွန်တော်နေကိုပြောရတော့မှာပေါ့အေးပြောတော့လေငါမင်းနေဟဲ့ငါတို့စစ်သားနော်ပြတ်သားပြောပြတ်သားမင်းပြတ်သားပြောဟုတ်ကဲ့ပါတိတ်မကွန်းနဲ့အဲ့ပြောရတော့မယ်မင်းဘူးကျွန်တော်နေရအေယာဝတီတိုင်းသားလေးပါခင်ဗျာအေယာဝတီတိုင်းသားလေးပါခင်ဗျာအေယာဝတီတိုင်းဟုတ်ကဲ့အေယာဝတီတိုင်းပါမင်းဖေကဥလက်တာပြင်းတဲ့မင်းဖေကဥလက်တာပြင်းဟုတ်ကဲ့အေယာဝတီတိုင်းသားလေးအဖေနာမည်ဥလက်တာလေးအမေကဒေါ်တိုက်ဖက်ဟုတ်ကဲ့ရပြတခါမှမကြောက်ဘူးသူနာမည်မျိုးတွေမင်းတို့အေယာဝတီတိုင်းမှာပြီးတယ်လားဟုတ်ကဲ့ခင်ဗျဒေါ်တိုက်ဖက်ဟုတ်ပြီနာမည်ဟုတ်ကဲ့နာမည်အိုးဆရာလွတ်လိုက်စမ်းပါဆရာလွတ်လိုက်စမ်းပါအမလေးဟမ်ပြပါဦးပြောနေရလဲမင်းရဲ့နာမည်ကိုမင်းနေတာမင်းဖေမင်းမေကပေးတယ်မင်းရဲ့နာမည်ကိုမင်းနေတာဘာလို့နာမည်ပြောနေတာဟမ်ဟုတ်လေနာမည်ဆိုတော့ဟိုဆရာကြီးများလေးလဲမလားလို့ကျွန်တော်နှခေါင်းလေးလဲစရာလားလေးလဲလဲမင်းကပြောစရာလားငါလွတ်ထက်လိုက်ပါမင်းနာမည်ပြောတာကျွန်တော်နာမည်ကတော့ဘေးရာလို့ခေါ်ရခင်ဗျာဘေးရာလို့ပြောလိုက်လဲပြီးတာပါပဲကွာဟုတ်ကဲ့ဘေးရာဟုတ်ပြီအသက်အမေကပြောတော့အင်းကနွားမကြီးပျောက်သွားတဲ့အချိန်လို့ပြောတာပဲအမဟဲ့အဲ့လိုပြောလို့မရဘူးလေမင်းတက်ကဟို10နှစ်ဆို10နှစ်အနှစ်20ဆို10နှစ်အဲ့လိုပြောလေနမကြီးခိုးတာငါဘလို့သိမှာဟိုငါပြည့်ကျော်တရက်နေ့30ကနေပြီးတော့3နှုတ်တော့ဘယ်လောက်ရှိ20ခွန်ကွာ20ခွန်ကနေပြီးတော့ထပ်ပြီးနှုတ်ဆက်မအောင်ကွာဘယ်လောက်လောက်ကမလို့ပြီးတော့20ခွန်ဆိုတော့26 25 24 20ကျွန်တော်တက်က21လို့ပြောလိုက်လဲပြီးတယ်ငါစိတ်ရှိတယ်နော်ငါစိတ်ရှိတယ်ဟေးတွေ့ပြီ21နဲ့ဟုတ်ပြီရပြီဘယ်နေရလဲနေရမဟုတ်စီရဲ့ကျွန်တော်ဟင်းနေတာမဟုတ်အေးဘယ်နေရလဲလို့ငါမင်းနေကျွန်တော်မိတာလားမင်းမေးတာလေသူ့မေးတယ်အဝေးလို့ပါဗျာတော်တယ်မင်းကငါမင်းနေတာဒီကောင်မင်းဟုတ်ကဲ့ပါမင်းနာအနာကြီးကြတော့အုံတော့အုံတော့ဟုတ်ကဲ့ပါအုံတော့အဖေကအုံမြင့်အုံတော့ရွာကအုံမြင့်ဦးအုံမြင့်ဟုတ်ကဲ့ပါဦးအုံမြင့်ဟုတ်ပြီအမေကအုံမြင့်ဒေါ်အုံမင်းအုံမြင့်အာအုံမင်းဒီမှာကျိုးပေးနေတယ်မင်းနာမည်အမေကအုံမြင့်ဆိုတားနာမည်အုံဒီကျွန်တော်ညီမလေးနာမည်ပါယုံလားသူသွေးဖြူဝဲနေတာပဲသူသွေးကျွန်တော်ညီမလေးကဖြူဝဲတာပဲချစ်စရာလေးကြိုက်မလို့မင်းကမလို့မင်းမဲလို့တယ်နော်မင်းမမလို့ဒီသားသူစီရင်တော့အောင်မလို့မင်းအသက်ပြောကျွန်တော်တို့အမေနဲ့ဖေနဲ့ရန်ဖြစ်တော့21နှစ်ကိုတဲ့သူက365ရက်ပြန်လျှော့လိုက်တဲ့တနေ့ပြန်ဆိုတနေ့ပေါ့ကွာတနေ့ဆိုတနေ့ပြောလိုက်ပါလားမင်းရတယ်ပြန်ပြုံးမှာအဲ့ဒါကျွန်တော်ညီမလေးကအိတ်နေနဲ့လှန့်လို့တော့21နှစ်လို့ပြောတယ်ဟောပါပြီ21ဆိုတော့21ရပြီရှောင်းရှိတယ်ဘယ်နေရမင်းတကူအေးမင်းနေတယ်ဘယ်နေရလဲလို့မင်းတကူအော်မင်းနေတယ်မင်းဘယ်နေရလဲလို့မင်းတကူဟဲ့ကောင်ငါစိတ်ရှိတယ်နော်မင်းကငါမေးနေတယ်မင်းဘယ်နေရလဲလို့ငါမေးနေတယ်ဆရာကြီးကျွန်တော်ရွာနမမင်းတကူကြောက်တယ်မင်းတကူရွာမင်းတကူရွာအထက်ဘက်ကလားဟုတ်ကဲ့ကျွန်တော်အထက်ဘက်ကဟုတ်ပြီမင်းအဖေနာမည်မပြောဘူးဟမ်ပြောရမယ်လေလူကြီးကမေးနေတာမင်းအဖေနာမည်ဘယ်သူလို့မပြောဘူးပြောဟဲ့ကောင်မင်းအဖေနာမည်ပြောလားပြောလားမပြောဘူးလို့ပြောတော့မဟုတ်ဘူးဆရာကြီးကျွန်တော်အဖေနာမည်ဦးမပြောဘူးပြေးရရှာလို့နာမည်များဦးမပြောဘူးထားလိုက်တော့တော်တဲ့အေယာဝီရဲ့စံတက်တာထားပါတော့ငါတော်တော်စိတ်ရှိတယ်နော်မင်းအမေနာမည်ပြောမသိဘူးဟဲ့ကောင်ကို့မွေးတဲ့အမေတော့မသိဘူးလားမင်းအမေနာမည်ပြောမသိဘူးပြောလို့ငါပြောနေနော်ကျွန်တော်အမေနာမည်တော့မသိဘူးမင်းအမေနာမည်မသိဘူးတော့မသိဘူးတော့မသိဘူးဘလူမျိုးကြီးလည်းမသိပါကွာတခါမှမကြောက်ဘူးတော့မသိဘူးသူကအေယာဝီတဲ့စံတက်တာပဲနောက်ဆောင်တက်ချင်တယ်တရားတက်ငါ့ကိုမတက်နေလေငါ့ကိုတက်စရာလားမင်းအုံးမမဟုတ်တာငါအေယာဝီတဲ့စံတက်ကျွန်တော်တက်တာကိုသူလိုက်တက်တယ်မင်းနာမည်ပြောကျွန်တော်နာမည်ကတင်လွင်မိုးပေါ်ထင်လွင်မိုးပေါ်အသက်ဆရာကြီးကကျွန်တော်ငယ်ကြီးစားနာမည်ကိုသိနေတယ်
အမျိုးနေတာမသိဘူးဆရာကြီး အသက်ကိုပြောနေတာ အဲ့ဒါကျွန်တော်ကောင်မတည်းကနာမည် မဟုတ်ဘူးရမင်းရဲ့ဝင်းသက်ကြီးအသက်ကိုမေးနေတာမင်းအသက်ကိုမေးနေတာအသက်ဘယ်လောက်ရှိလဲမေးနေတာ အော်ကျွန်တော်အသက်လားညတော်မျက်နှာတက်ပြင်းညူတကိုးကြည့်တာရွှေစည်းကုန်လက်ရမြောက်တာအာနန္ဒာရှူခင်းလာတာဘူးပြင်းတဲ့ရွှေစံတော်တော်တဲ့ကကောင်းကုန်မီးလုံတော့နွားနဲ့ကောင်ပြောက်တယ်ကြက်တက်ကောင်ပြောက်တယ်ကြည့်မတော့ညမှာခိုးခံရတယ်ဆိုတော့ကျွန်တော်တို့နွားကို အဲ့ဘယ်လိုချင်းပါမင်းသက်ပဲပြောပါငါယူရလာပြီနော်အဲ့ရောက် ကျွန်တော်အသက်လား အေး အဲ့နွားနှစ်ကောင်ပေါ်ရဲ့အချိန်မှာကြက်ခိုးခံတဲ့ဂျားထဲမှာမွေးတော့ကျွန်တော်အသက်က14 5 60 60ကို30နှုတ်ဘယ်လောက်ကျန် 30ကျန်ကွာ 30ကို9နဲ့ပေါင်း35 15ပြန်တော့ကျွန်တော်အားလုံးပေါင်း21နဲ့ပါ 21ပဲကွာသူတို့အတူတူပဲ21ဆိုလဲပြောလိုက်ပြီးသွားပြီငါယူနိုင်တယ်မင်းတို့နှစ်ကောင်မင်းတို့3ယောက်နဲ့ဟုတ်ပြီရပြီငါပါဆက်လို့အောင်ဩသိပြီဆေးစစ်မယ်ပါမင်းတို့တော့စစ်စားအောင်သွားပြီဆိုတော့ဟာမင်းတို့တင်တန်းတက်ပြီးတာနဲ့စစ်သားရဖြစ်ပြီနော်ဟေးဟာလို့ စစ်သားရည်နေသူတို့ကိုစီရလို့ ဟောနမေပြည်နေမှာမရှိကွာအတင်းတန်းတော့မတက်ရသေးဘူးမင်းလေ ဒီကောင်တော့ငိုတယ်တင်တန်းတော့ခံမအောင်လားမသိဘူးဟမ်ဟေးနေကွာနောက်ငိုတာကြရင်မင်းကတွေ့မယ် ဟုတ်ကဲ့ပါ ဒီမှာမင်းတို့စစ်သားဖြစ်သွားပြီစစ်သားဖြစ်သွားတဲ့ခါမှာစစ်သားစိတ်တော့မိုးရမယ်မင်းတို့ရသားရင်မို့တော့ဟုတ်ပြီနော် ဟုတ်ကဲ့ အဲ့တို့စစ်တဲ့ဝင်နေဆိုတာဒီတိုင်းရိုးဝင်လို့မရဘူးရည်ရွယ်ချက်တော့ရှိရ ရှိတာပေါ့ဆရာကြီး ဟုတ်ပြီနော် โอเคကဲဖေးတာစပြောတာအော်ရည်ရွယ်ချက်ပြောရမယ်ဆိုရင်တော့ရည်ရွယ်ချက်ဆိုတာရှိပါလေလူတယောက်မှရည်ရွယ်ချက်ရှိရလဲကျွန်တော်ဟိုခေါင်းမှာမြတ်စွာဘုရားလက်ထက်တည်းရည်ရွယ်ချက်တွေဘယ်လောက်ထိရှိသလဲဆိုရင် ဟေးရမင်းငါ့ကိုရိုးပြောလို့မရဘူးရိုးတန်းတန်းပြောလို့မရဘူးလား ဇက်ကဘာလို့ကျွန်တော်ကဇမင်းသားလေးပါ အေးဇမင်းလားဇက်ထဲတော့ပြောဒါတတ်ထဲမှာဇက်ကုန်မမဟုတ်ဘူးနော်တတ်ထဲရောက်နေပြီ ဟုတ်ကဲ့ခင်ဗျ အေးပြတ်သားသားနဲ့ပြီးပြီးသားသားပြောမလေးစီအောင်အေးဘောကြီးညပဲလာမလို့နဲ့နော်ပြောဘာဖြစ်လဲဘယ်လိုလုပ်စစ်တဲ့ဝင်နေတာပြော ရည်ရွယ်ချက်ပြောရမယ်ဆိုရင်အမလီမမယေမမယေမေပြီရည်ရွယ်ချက်မေပြီအမမပြောရတော့ ပြောငါစိတ်ရှိတယ်နော်ပြောရိုးတန်းပြောလို့မင်းငါပြောတာလေ အချင်းကပါနေလို့ဒီလိုရှိပါလေဆရာကြီးကျွန်တော်ကဇမင်းသားလေးဆိုတော့လေကျွန်တော်ဇက်ထောင်ပြီးတဲ့ဆက်စရာကျွန်တော်နဲ့အသက်90လောက်ကြီးတဲ့မမတယောက်နဲ့ကျွန်တော်အိမ်အောင်ကြခဲ့ပါပြီအဲ့အိမ်အောင်ကြပြီးတဲ့နောက်ပိုင်းမှာကျွန်တော်ဇက်ကို3နှစ်တိတိကတယ်အဲ့3နှစ်ကပြီးတဲ့အချိန်ထိကျွန်တော်ဆိုရင်လေအင်မတန်မှဂရုစိုက်ပါလေဒါပေမဲ့ကျွန်တော်ကဒီဝစားတွေတသနာဝရွှေတွေငွေတွေစင်းတဲ့ခါကျတော့ကျွန်တော်ဘာမှမကြိုက်ဘူးတဲ့နင်အဲ့လားမဝေ့အောင်လေစုပ်စုပ်ပြပြဝေ့ရမယ်လေကျွန်တော်ဘာဖြစ်လို့လဲမမရေးမိတဲ့ခါကျတော့မမကျွန်တော်ပြန်ပြောတယ်နင်အဲ့လိုဝေ့တဲ့ခါကျတော့လေကောင်မလေးကနင့်ကိုကြည့်တဲ့ခါကျတော့မလေးနင့်ကိုကောင်မလေးကလေဟိုဒီဆွဲဆိုငါ့ကိုနင်ပြစ်ခေါ်တော့မှဆိုတော့ကျွန်တော်စုပ်စုပ်ပြပြဝေ့ခိုင်းနေဆရာကြီး အဲ့ဘာဖြစ်လို့လဲ မနာလို့လားဆရာ ချစ်တယ်ပူတာ ဟုတ်တယ်ဆရာကြီးကျွန်တော်စုပ်စုပ်ပြပြဝေ့ခိုင်းနေကြတော့အပီပီဦးစားလေးကိုတည်းပါတိတ်ဆိုဘူးပါတိတ်ကွမ်းဆက်လက်ကောက်ဆိုရင်လည်းလေရွှေလက်ကောက်ဆိုရင်လည်းဒီလိုတရောင်စစ်တီရောက်တယ်ဗျာအော်အဲ့ကျွန်တော်ကြတော့စိုးပြက်ဘူးတော့သူကြတော့ဘာလို့အဲ့လိုဝေ့ရလဲမမရဲ့လို့မေးတဲ့ခါကျတော့မဟုတ်ဘူးလေတဲ့ငါအဲ့လိုဝေ့တဲ့ခါကျတော့နင်းကိုဇန်းတင်ပြီးသားဖြစ်သားလေတဲ့နင်းလည်းတတိကတော့ရဲ့တတိသမီးရဲ့ကတော့ဖြစ်သွားကတော့မဟုတ်ပါတတိသမီးရဲ့ မင်းကပြောရင်ရှုပ်နေ တတိသမီးရဲ့ယောက်ျားဖြစ်သွားလေတဲ့အဲ့တော့ तू ကတတနန်းနန်းဝေ့တဲ့ဆရာကြီးရဲ့အဲ့လိုပဲကျွန်တော်စားတဲ့ခါကျတော့လေအာရပါရလေကျွန်တော်နွားနူလို့မလိုင်းလို့ချစ်ဦးလို့အာရပါရစားတယ်စားတော့အဲ့တော့မစားနဲ့လေကျမ်းမာရေးထိခိုက်တယ်တဲ့ကျွန်တော်အဲ့ဓမင်းကျန်းနဲ့ငါ6ပုံနဲ့ကျွေးတဲ့ဆရာကြီး သူကြတော့ဘာစားလဲ သူကြတော့လေဟမ်ဘာဂါတို့တီဦးတို့တနေ့ကိုတီဦး9ဘွဲ6ဘွဲ9ဘွဲမကစားတယ်မမအဲ့ဒါဘာလို့စားလဲဆိုတော့မဟုတ်ဘူးတဲ့ငါအဲ့လိုစားမှငါဘွားဖိလာတဲ့ခါကျတော့နင့်ကိုပြုစုနိုင်မယ်တဲ့အခုတော့သူနဲ့ကျွန်တော်နဲ့ကွဲသွားပြီဆရာကြီးကွဲသွားပြီ အဲ့ဒါနဲ့ပဲမင်းစစ်တဲ့ရောက်လာတာပေါ့ သူနဲ့ကျွန်တော်နဲ့မညာကြီးအချိန်ကစားပြီညာရဲ့အချိန်ကြီးသူ့ရဲ့အိမ်တော်ကြီးကနေပြန်လာခေါ်တဲ့ခါကျတော့သူကျွန်တော်ကိုထားခဲ့တယ်ကျွန်တော်ဇက်သမားလေးပြီးတာလေအင်မတန်မှအသေးဒီနာပြီးတော့ခံစားရလို့ငါဒီလိုလုပ်လို့မရတော့ဘူးစမင်းသားနဲ့ဒီလိုမိတ်ကတွေမလိမ့်တော့ဘူးယောက်ျားဖြစ်တဲ့တန်းနဲ့ယောက်ျားစစ်စစ်အေကံပြည့်တဲ့တန်းနဲ့စစ်တပ်ထဲကိုဝင်မယ်ဆိုပြီးတော့ရွေးချက်ကြီးမှာပါလေဆရာကြီး မင်းရွေချက်ကလည်းတိတ်မဟုတ်သေးပါဘူးကွာအသက်ကွဲဝင်လာတဲ့ဒီဇိုင်းဖြစ်နေကထပါတော့ဒီစိတ်တွေဖြောက်အောင်မနော်ဒုထဲရောက်လာ ဖြောက်နေပြီဆရာကြီး ပြောကောင်ပြောလား ဖြေ
အဲ့လိုရှင်နေရလားလေ နန်းတော်မတက်သေးဘူးရှည်တန်းလည်းမထွက်ဘူးနမိတ်ဖြစ်ရှင်မှမရှိငိုးမနေနဲ့ ရလို့မလို့ငါရဲ့အဖြစ်ပြဟောင်းနေသွားတယ်လို့ မင်းအမေသေးလို့စစ်တဲ့ဝင်လာတာတော့မဟုတ် ဟုတ်ပါရဲ့ကျွန်တော်တို့လက်ထဲမှာလေကျွန်တော်ကြီးစားတစ်ယောက်ထားပါဆရာကြီး ဟောလာမယ်တယောက် တစ်ယောက်တော့ကျွန်တော်အရင်ချစ်ပါတယ်ကျွန်တော်လည်းသူတို့တစ်ယောက်ကိုအရင်ချစ်ပါတယ်အဲ့ဒါသူတို့တစ်ယောက်ကလေကျွန်တော်တကြနောက်သုံးရက်ကြာရင်နဲ့လာခိုးရမယ်တဲ့နှစ်ယောက်စလုံးကတယောက်ကဆက်ချုပ်ပါတယ်တယောက်က9ယောက်ပါတယ်အဲ့ဒါဆက်ချုပ်တဲ့ကောင်မလေးကတကြနောက်ဆုံးရက်လာဖို့ကျွန်တော်ကကြီးနဲ့ထိုးမယ်တဲ့9ယောက်နဲ့ကောင်မလေးကလည်းတကြနောက်ဆုံးရက်လာဖို့ဓမ္မနဲ့ကုန်မယ်တဲ့ ငါတို့အဆုတ်ချက်တဲ့ရှုပ်နေပေါ့ အဲ့ဒါသူတို့နှစ်ယောက်ကဝိုင်းထိုးကျွန်တော်သိပါလေသူတို့သိတော့မကောင်းသူတို့နှစ်ယောက်လုံးလည်းဘယ်သူယူလို့ယူရမှမသိဘူးအဲကြောင့်မလို့ကျွန်တော်တင်းစစ်အမိအတွက်ကျွန်တော်ဝေးတော့ ဒီကောင်းလိုက်တဲ့ရေကျဲကောင်းလိုက်တဲ့ရေကျဲဟမ်ကြီးစားနေတော့ဘသူယူအောင်မသိလို့တက်ထဲဝင်လာတော့ကွာထားပါတော့ပါလေပြောသားမင်းအောင်အဲ့မင်းဘောက်ကူလား ဟောမဟုတ်ဆရာကြီးသူတက်ကူးသွားလို့ကျွန်တော်ကလေကျွန်တော်ကြီးစားလေးတယောက်ကျွန်တော်ထားပါကျွန်တော်ကြီးစားလေးကလေကျွန်တော် ဟဲ့မင်းမျက်နှာရိုးပြောသားကွာငါဘာမှလေးဖြတ်ချင်လာပြီ မဟုတ်ဆရာကြီးရဲ့ကျွန်တော်ခံစားချက်တွေမိုးတွေတွင်းနေတာပါကျွန်တော်ကြီးစားလေးကကျွန်တော်ပေါ့အရင်ချစ်ရှာတာသိလားကျွန်တော်ဘာလို့ပြောကျွန်တော်ကဘာမှပြန်မပြောဘူး ဘာဖြစ်လို့လဲမင်းကိုချစ်လို့လား နားလေးနေလို့အဲ့ဒါလေးကိုကျွန်တော်ဂယုဏတက်ပြီးချစ်နေတာဆရာကြီးရဲ့သူ့ရှိမှလေသူ့မျက်လုံးကိုစိတ်ကြည့်ပြီးကျွန်တော်ငေါငါပြောတာကျွန်တော်တစ်ချက်ပြန်မကြည့်ဘူး အော်မင်းကိုကြောက်လို့လား မျက်လုံးဆွေးနေတယ် ဟာ ကျွန်တော်ဘာပြောကျွန်တော်ဘယ်တော့စူးကျွန်တော်ဘယ်တော့ရိုက်ကျွန်တော်ဘာမှပြန်မလုပ်ဘူးသူ့မှလေပြုံးနေပဲခံရရှာရဲ့ အော်မင်းကိုချစ်တာလား မဟုတ်ဘူးသွားခေါ်နေတာသူငိုတာရှိသလိုပဲ ဟောရှုပ်နေတာပါပဲကွာ မဟုတ်ဘူး तू ကကျွန်တော်ပြောတယ်ကျွန်တော်လည်းဗလာလည်းသူများကြီးတော့မတောက်တော့လေညွန့်နောင်လေးသွားတယ်ကျွန်တော်ကလွင်မိုးနဲ့တူတယ်ဆိုပြီး तू ကကြိုက်တာ ဒီရုပ် ကြိုက်တော့သူနဲ့ကျွန်တော်လည်းရီးစားတယ်ပြစ်ပြီးတော့ဒီဝင်ကန်ကြီးတပတ်လောက်လုံးမှကျွန်တော်ဝမ်းလျှောရတယ်ဆရာကြီးရဲ့ဝမ်းလျှောတော့ကျွန်တော်မျက်နှာလေးပဲကြံခဲ့တယ်ကိုလုံးပိန်ကြသွားတော့လွန်မိုးနဲ့မတူတော့ဘူးလေအဲ့တော့ तू ကယူချင်းယူရင်မျက်နှာပဲယူမယ်တဲ့ဆရာကြီးစဉ်းစားကြည့်ပါလားမျက်နှာပဲယူရင်ဘာသွားဘာလို့ရမှာလဲဟုတ်တယ်မလားအဲ့တော့မျက်နှာပဲမယူအောင်ကိုလုံးမှယူရမယ်ဆိုကိုလုံးတောင်းနေဖြစ်အောင်ယောက်ျားပီတော့အောင်ဆိုပြီးတော့ကျွန်တော်တက်မတော်လေးကိုဝင်မယ်ဆိုပြီးလုပ်တာကျွန်တော်ယောက်ျားဖြစ်ရတဲ့ကျိုးရှိရဲ့လောက်ကိုလောက်မယ်ဆိုပြီးဒီထဲကိုဝင်တာသူ့ကိုမခံချင်စိမ့်နဲ့ဝင်တာ ကောက်လိုက်တဲ့ရေချက်တွေကွာဟမ်မင်းတို့တွေမိမမပြေလည်တဲ့စစ်တဲ့ကိုဝင်လာကြဟမ်အေးထားပါတော့တို့တက်ထဲရောက်လာပြီဆိုတက်စိတ်တော့မွေးရမယ်နော်စစ်သားစိတ်မွေးရမယ်မင်းတို့ရဲ့အတိတ်ကရှိခဲ့တဲ့ဟာတွေထားခဲ့လိုက်တော့ ဟုတ်ကဲ့ပါ နော်ရေချက်အသစ်တွေနဲ့စိတ်သစ်လူသစ်တမတော်အမိတမတော်ဖတ်ဆိုစိတ်တွေမွေးရမယ်ကြား ဟုတ်ပါရဲ့ ဟောဘာလို့ ဘုံတိုင်းတော့ပါဆရာကြီးကျွန်တော်တို့မသိလို့မေးမယ်ကျွန်တော်တို့တော့မလားဆရာကြီးကမေးတာဆရာကြီးကဟိုတက်မလို့လေးကိုဝင်နေဟိုဒီအကြောင်းရင်း ခံယူချက်လေးကို ဒီရက်ရှိမှာဆရာ အဲ ကြီး ရွေးချက်ခံချက်အကြောင်း ဒါတော့မင်းတို့ငါပြောပြမှာပေါ့ကွာ ဟုတ်ကဲ့ဆရာကြီး မင်းတို့အကြောင်းတော့ငါပြောငါအကြောင်းလည်းမင်းတို့ပြောပြမင်းတို့ငါညီကိုလို့ခင်းတော့လေ ဟုတ်ကဲ့ အဲ့တော့ငါပြောပြပါမယ်ငါတက်တဲ့ဝင်လာတယ်ငါမိမနောက်နေယူသွားလို့ကွာ